တဲ့ရဲ့ Clock Keys in Part 2ကနေမှပြန်လည်ကြိုဆိုပါရစေ။ဒီနေ့တော့မြို့ရဲတွေသွားမယ်။ဘယ်မှမသွားခင်မာလူကာမှာ coffee သွားတောက်မယ်။ coffee ရတော့တောက်လို့ကောင်းတယ်။ဒါပေမဲ့ mug တွေကတော့နည်းနည်းလေးဈေးကြီးရလို့ခံစားရတယ်။သူ့ရဲ့ပြင်ဆင်ခန်းနားနဲ့ quality ကြောင့်ဒီလောက်လေးပေးရတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့သူ့ရဲ့ vibe လေးကတော့တော်တော်မိုက်တယ်။ The vintage vibe ကိုသွားရတယ်။လူရွာလှပနေတာမျိုးမဟုတ်ဘဲနဲ့ခန်းနားတက်ရနေတဲ့ပုံစံမျိုးကိုခံစားရတယ်။ coffee ဆိုင်လေးရဲ့နောက်မှာ organic product တွေကိုအဓိကထားပြီးရောင်းတဲ့ဆိုင်လေးလည်းရှိတယ်။ organic စက်ပြားတွေရှူဆေးတွေနောက်တဘာဝဝိုင်းတွေအပြင် lotion တွေလည်းရှိတယ်ဒါတော့ကိုဝယ်လာတဲ့ lotion ကွက်ကို PT ဖြစ်နေတာပါလိုချင်တာကတော့ olive ပဲ olive အနံ့မရလို့ဒီ bloom lotion လေးယူခဲ့တာမြို့ရဲကမောမြေဦး part ကိုသွားပါမယ်မောမြေဦး part ကနိုင်စင်ရှိမှမလို့သာရောက်သွားတာပန်းချံဆိုတော့လည်းပန်းချံသဘောတရားပေါ့တဲပုံရိုက်လို့ကောင်းတဲ့ spot လေးတွေလောက်ထားတယ်ဒါပါပဲဒါကတော့ဘူရာယုံမရောက်ဘူးဆိုတဲ့အဖွဲတွေကိုလိုက်ပို့ရင်းနဲ့ကလောဘူရာကိုထပ်ပြီးတော့ရောက်ပြန်ပါတယ်။တဲသွားတဲ့အချိန်မှာဘူရာယုံ renovation နဲ့တို့တော့စောက်လို့ရေးတန်နေစုံညံနေပြီးတော့ဟိုနားဒီနားမှာလည်းမြည်မှုံလေးတွေနဲ့ပေးပွားနေပါတယ်။ဒါပေမဲ့ကလောရအောင်တော့ဒီနေရာမှာတပုံရရမယ်ဆိုလို့ရိုက်ခဲ့ပါတယ်။ See you in the next video. Bye.